အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ထက်ကအားလုံးအတွက်ဒီဖျားတောက်တော်ကြီးကတ်တဲ့အခါမှာပဲဖြစ်ဖြစ်တောက်ကိုရေတောက်တဲ့အခါမှာပဲဖြစ်ဖြစ်လုပ်လို့ရတဲ့မြစ်တာပုတ်လို့ရတဲ့နီးလန်းလေးကိုမျှဝေပေးချင်တာပါအဲ့တော့ဒီနီးလေးဟာထက်အရင်တော့ကလည်းမျှဝေပေးခဲ့တယ်ဒါပေမဲ့ထက်အကောင့်တစ်ခုပြတ်သွားတဲ့အခါမှာအဲ့ဒါလေးကမရှိတော့ဘူးပေါ့နော်မရှိတော့တဲ့အခါထက်ကဒါအကုန်လုံးကြံပြီးတော့ကြံတဲ့လူတွေလည်းသိအောင်လို့ထက်ကဒါလေးမျှဝေပေးလိုက်တာပါအဲ့တော့ထက်ဆိုလို့ရှိရင်အခုတည်းမှာဖျားမှာဆိုလို့ရှိရင်ထက်ကတောက်တော်ကြီးကို9ခွက်ကတ်ပါတယ်အဲ့ဒီ9ခွက်ကတောက်တော်ကြီး3တော်ကြီးချိုးတော်ကြီးရေဆေးတော်ကြီးလက်ဆေးတော်ကြီးဆိုပြီးတော့မှထက်တို့တွေ9ခွက်တီကတ်လူပူဇော်တာဖြစ်ပါတယ်အဲ့တော့အခုဒီထက်တို့ထက်ရဲ့တငယ်ချင်းတွေထဲမှာပေါ့နော်အားလုံးကတစ်ခွက်တို့3ခွက်တို့တောက်တော်ကြီးကို3ဒီကတ်နေတဲ့လူတွေဆိုလို့ရှိရင်9ခွက်ပြောင်းပြီးတော့ကတ်စေချင်ပါတယ်ထက်ခုနပြောတဲ့အတိတ်ပဲလေးတွေရှိပါတယ်တောက်တော်ကြီး3တော်ကြီးချိုးတော်ကြီးခြေဆေးတော်ကြီးလက်ဆေးတော်ကြီးဆိုပြီးတော့မှ9ခွက်တီကိုပြတ်စွာဘုရားသခင်ရဲ့ဂုဏ်တော်တွေကိုစိတ်ထဲမှာထုံလွှမ်းပြီးတော့မှချီးမွမ်းပြီးတော့မှเนาะဒါရည်မှန်းပြီးတော့မှထပ်တို့တွေတကယ်ကိုပဲတက်ရှိထင်ရှားရှိတဲ့ကဲ့သို့ပေါ့နော်တကယ်ကိုဩဒိတ်တရင်မှတ်ပြီးတော့မှတကယ်ကိုတကယ်တရားတရားထက်တန်စွာဖြင့်เนาะထပ်တို့တွေတေချာချာလေးကတ်လူပူဇော်ဖို့လိုပါတယ်ထပ်တို့ဘုရားရှင်ကိုတဲ့အခါမှာဆိုလို့ရှိရင်လေမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကထပ်တို့ရဲ့မျက်စိရှေ့မှောက်မှာရှိနေပြီးတော့မှเนาะတကယ်ကိုပဲတာယာအေးချမ်းပြီးလောကရဲ့အပူတွေအားလုံးချုပ်ငြိမ်းပြီးတော့မှတကယ်ကိုပဲကိုဟာကန်ကောင်းခြင်းတွေကိုယ့်ရဲ့ကျမ်းမာခြင်းတွေချမ်းသာခြင်းတွေလက်လာပါတယ်အဆဆအရာရာပေါ့နော်ကိုယ့်စီမှာကောင်းသောအရာတွေလာပြီးဆိုတဲ့စိတ်ကလေးနဲ့တကယ်ကိုပဲတက်တော်ရှင်ရှားရှိတဲ့ကဲ့သို့ထပ်တို့ကဒါဖူးချဖို့လိုအပ်အဲ့တော့ထပ်တို့ကအဲ့လိုပေါ့နော်ကိုယ့်ရဲ့တက်တော်ထင်ရှားဒီကိုယ့်ရဲ့အရှိမရှိနေတဲ့ဖြစ်မြတ်စွာဘုရားသခင်ကိုဖူးမြော်ခွင့်ရတယ်ဆိုတဲ့စိတ်ကလေးထားလိုက်တဲ့အချိန်မှာထပ်တို့ရဲ့ဒီဖျားရှင်ခိုးတဲ့ပုံစံအနေအထားပါပြောင်းလဲသွားတယ်အရင်တော့ဦးသုံးဟင်ပြီးရောဆိုပြီးရှင်ခိုးလိုက်တဲ့အချိန်မှာအခုမှကြတော့ထပ်တို့ကဘာတွေဖြစ်သွားလဲဆိုတဲ့ခါကျတော့တကယ်ကိုပဲကြည်နူးမှုတွေအေးချမ်းမှုတွေနဲ့ပေါ့နော်တကယ်ကိုပဲကိုယ့်ရဲ့စိတ်ကလေးကအပြောင်းလဲဖြစ်ပြီးတော့မှဒီရှင်ခိုးတဲ့အပြုတ်မွားစခြေလက်နှစ်ဖူးတစ်ထောင်ဒူးဆိုတဲ့တကယ်ထိချင်း၅ပါးနဲ့တေးတေးချာချာရှင်ခိုးပူဇော်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ထက်ကတော့ဖျားရှင်ခိုးတဲ့သူတိုင်းဒီမိမိတို့ရဲ့မျက်စိရှေ့မှောက်မှာမြတ်စွာဘုရားခင်ကိုရောမြတ်ကြီးတကယ်ကိုပဲတတိထင်ရှားရှိနေတယ်ဆိုတဲ့ခံယူချက်ကလေးနဲ့ခြေလက်နှစ်ဖူးတစ်ထောင်ဒူး၅ဦးမြေထိစေးဆိုတဲ့ထိချင်း၅ပါးနဲ့ရှင်ခိုးစေခြင်းနဲ့ခုနကတောက်တော်ရေးတစ်ခွက်တို့၃ခွက်တို့ပူဇော်နေတဲ့သူဆိုလို့ရှိရင်၅ခွက်ကိုတောက်တော်ရေး၃တော်ရေးချိုးတော်ရေးခြေဆေးတော်ရေးလက်ဆေးတော်ရေးဆိုပြီးတော့မှတေးသေးချာချာလေးပြောင်းပြီးတော့ကတ်စေခြင်းနဲ့တောက်တော်ရေးကတ်တဲ့အခါမှာလည်းထက်တို့အေးမြတဲ့ကြည်လင်တဲ့ရေဖြစ်ဖို့လိုအပ်တဲ့ခွက်တွေကလည်းလုံးဝတန့်ရှင်းနေဖို့လိုအပ်တဲ့ရေညှိတွေရေမော်တွေကတ်နေလို့မရဘူးဆိုတာတရားစိမ့်နဲ့လှုပ်စေချင်တာပါနော်ပြီးတော့တောက်တော်ရေးဒီကိုတောက်တဲ့ရေမှာဆိုလို့ရှိရင်ဒီရေလေးကိုတေချာလေးကြည့်ပြီးတော့မှခုနှစ်သားသမီးဒီရေကဲ့သို့ကြည်လင်အေးမြပါစေနော်ပြီးတော့ခါကြတော့ဒီရေကဲ့သို့ပဲမိသားစုတွေအားလုံးကျန်းမာပါစေဆိုပြီးတော့မှကိုယ်တိုင်လည်းဒီရေကဲ့သို့ကြည်လင်အင်းမြချမ်းသာခြင်းဒုက္ခအပေါင်းနဲ့ပြည့်စုံပြေဝပြစေတော့ကအပူမီးတွေကင်းလွတ်ပြစေဆိုပြီးတော့မှတေချာလေးကြည်ပြီးမြတ်တာပို့ပြီးတော့မှတောက်ကြည့်ပါအားလုံးကြိုးထူးရကြပါစေအေးချမ်းသာရကြပါစေပြည့်စုံကြွယ်ဝလူတက်ရပါစေရှင်